တိတ်ကိုနှုတ်ဆက်ချေတခါတလေရင်းနေတဲ့အခါငါအဲ့ဒီတုန်းကအဲ့လိုမလုပ်ခဲ့သင့်ဘူးဆိုတဲ့နောက်တာတွေကအိတ်ဆက်ခြင်းကိုနှောက်ယှက်တတ်ပါတယ်အတိတ်ကအမှားတွေကိုပြန်တွေးပြီးကိုယ့်ကိုယ်အပြစ်တင်နေတာမီးလောင်ပြီးသားຢာတွေကိုပြန်ပြီးငွေနေသလိုပါပဲအပူလောင်ရုံကလွဲလို့ဘာမှဖြစ်မလာပါဘူးလူတိုင်းမှာမှားခဲ့ဘူးတဲ့အခန်းကဏ္ဍတွေရှိပါတယ်ဒါပေမဲ့အဲ့ဒီအမှားတွေကသင်ဘဝရဲ့ဒီကုန်းမဟုတ်ပါဘူးအဲ့ဒါတွေကတင့်ကိုပို့ပြီးလူပီတလာစေဖို့သင်ကြားပေးခဲ့တဲ့ဇေယျတွေသာဖြစ်ပါတယ်အလေးကအမားတွေအတွက်ဒီနေ့ရဲ့အေးချမ်းမှုကိုအရှုံးမပေးလိုက်ပါနဲ့တင့်ကိုတင်ဖွင့်လို့လိုက်ပါအတိတ်ကိုပြင်လို့မရပေမဲ့အဲ့ဒီအမားတွေပေါ်မှာအခြေခံပြီးပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ရှေ့ဆက်ဖို့တော့သင်ရွေးချယ်လို့ရပါတယ်သင်ဟာအမားတွေကြားကရုံးထွက်လာနိုင်တဲ့လူငယ်ကောင်းတစ်ယောက်ပါကိုယ့်ကိုယ်ပြန်ယုံကြည်ပေးပါအတိတ်ကသင်ခန်းစာတွေဟာအနက်ဖြန်မှာတင့်ကိုပို့ပြီးခိုင်မာတဲ့ခြေလှမ်းတွေနဲ့ရှောက်လန်းနိုင်အောင်ကူညီပေးပါလိမ့်မယ်ဗျာ